ရဲ့ဆောက်မော်တို့တကဘာလုံးကဆောက်မြော်နေတဲ့ Grand Light Cat ဘောလုံးပြိုင်ပွဲကြီးဟာအဆုံးဖြတ်ပေးမဲ့ဘိုလီဝဲအဆင့်ကိုရောက်ရှိလို့နေပါပြီ။ Green နဲ့မှာတော့ Luffy တို့ဖွဲ့နဲ့ Baggy တို့ဖွဲ့ဟာအသေးလဲရှင်ပြိုင်နေကြတာပါ။ပွဲစားရနဲ့ Luffy တယောက်ဘောလုံးကိုအားရပါရနောက်ဆုတ်ပြီးလေထဲကနေအပြင်းကန်ချက်နဲ့အဝေးကနေကန်သွင်းလိုက်တာကြောင့်ဂိုးဆိုပြီးတော့အဖွင့်ဂိုးကိုရသွားခဲ့ပါတယ်။ဒေါက်ကူမြင်တော့ Baggy ကလည်းမချေနှက်တာကြောင့်သူ့ရဲ့ဘာရာခြေပြက်လက်ပြက်အစွမ်းကိုသုံးပြီး Green နဲ့မှာဘောဘာအတင်းဆွဲပြေးပါပြီ။ဒါပေမဲ့ကန်လိုက်တဲ့ဘောလုံးကတော့လမ်းလွဲပြီးအဝေးကြီးကိုလွင့်ထွက်သွားတာမို့လို့တကယ့်ကိုဓာတ်ပြောင်းသွားခဲ့ရပါတယ်။ဒီလိုနဲ့ Luffy ပင်လယ်ဓမြတပ်ဖွဲ့ကတော့စတင်ပြီးတော့ဦးဆောင်သွားပါပြီ။ဒါပေမဲ့ပြိုင်ပွဲကတော့အပြန်အလှန်နဲ့တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းနေခဲ့ပါတယ်။တစ်ဖက်ကကန်သွင်းလိုက်တဲ့ဘောလုံးကိုဂိုးသမားကိုဘီတယောက်အသေးအတန်လိုက်ဖမ်းပေမဲ့လက်ပြားနဲ့တင်လွဲချော်သွားခဲ့လို့ဂိုးဝင်သွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ပွဲဟာတရေချသွားပြီးဘယ်သူနိုင်မလဲဆိုတာခံမှန်းရခတ်သွားခဲ့ပါပြီ။အဲအချိန်မှာပဲအစိုးရရဲ့အဖွဲ့ဘက်ကနေပြီးတော့အာကူရတဲ့လူမိုက်စကတ်တီတယောက်ဂွင်းထဲကိုဝင်လာခဲ့ပါတယ်။သူကတော့ချားသူမဟုတ်ပဲလူထူးလူဆန်းအိုဒက်ပဲဖြစ်ပါတယ်။သူကဒီနောက်ဆုံးပွဲသိန်းကိုတော့လှပသွင်းယူပေးမယ်လို့ကြွေးကြော်လိုက်ပြီးကျောင်းလုံးကလေ့ကျင့်ထားတဲ့အားကိုတုံးပြီးအပြင်းထန်ကန်သွင်းလိုက်ပါတယ်။ဒါပေမဲ့